ညောနေရဟဲ့ခက်တာဘာမို့လို့ဆိုင်ရမဟုတ်လို့စားတာအသားထားအောင်နွန်းလာနဲ့အတော်ပဲငါနေတို့ပြောစရာရှိရဟာဒီခိုင်းထဲမှာငါတယောက်တည်းနေရအကြောက်နေတာဘာကြောက်ဆိုင်ရှိလို့တော့အေးလေနဲ့ရှောက်ပြောနေဒီလိုဟဲ့ဖြစ်တာဟာငါမှကြောက်လိုက်တာရဲ့အဲ့ဆိုလက်ပြန်မသေးဘူးပဲဟဲ့ငါတိတယ်ပါလေအဲ့ကိစ္စရုံနေနေဘိုးတော်ရှိနေမလားအေးအားတော့အားပါလေဒါနဲ့ငါညကြောက်နဲ့မအိပ်ရပါဘူးပဲအခုနင်တို့လည်းရှိရဆိုတော့ငါခဏအိပ်လိုက်အောင်မယ်အေးမေးလေအမိုင်းမေပေါင်းပေါင်းမေးအေးဟဲ့ငါပါနင်ပြောဟိုလူကြီးမလားဟာနဲ့မဟုတ်တာဒါငါတငယ်ငယ်အတိဘိုးတော်အဲ့ဘိုးတော်တော်တော်ဆွမ်းလာအဲ့ဒါနေဟာဟုတ်ပါမလားဟဲ့ဟုတ်မှလည်းလုံနော်နေတာနေစမ်းပါငါတငယ်ကြီးအတိဘိုးတော်ပါဆိုအေးပါဩဒီနေ့ခက်တာတယောက်တည်းကြောက်နေရဆိုတော့ငါတင်လက်ဖော်နေပြလိုက်မယ်လေအေးအဲ့ရန်ကောင်းငါတော့ငါတငယ်ကြီးကိုကြိုးချောင်းရှင်းပြပြီးတော့ဒီနေ့ကိစ္စကိုဖြစ်ရှင်းမှုမှာကျိုးဆောင်လိုက်မယ်ကွာဟဲ့ဒါပေမဲ့ငါလည်းကြံခဲ့ရမှာကြောက်တယ်ဟဲ့နေရရဲ့ဟာသူတို့ကအငွေ့ပဲရှိတာနေကိုထိလို့မရအောင်ဒီမျိုးလုံးလာမိတ်ထားလိုက်ညီမမင်းကကြောက်စရာမကောင်းဘူးလက်မတွေ့မလားနေုံငါတော့အဲ့ဘိုးတော်နာမည်ကိုမသိဘူးဆိုအဲ့ဘိုးတော်နာမည်ပါအဘိုးတော်နာမည်ကတောက်ဘိုးတော်နဲ့ရနေတယ်သမီးဆရာတော်တရားနှိမ်နေရမှာဆိုတော့ဆရာတော်ဒီမှာလောက်ဆရာရှိရတယ်လို့လိုက်သမီးညဟိုဘက်ခန်းမှာခဏသွားနေငါပြီးရတယ်လို့ချင်းချင်းတန်းဟော်လိုက်ငါတောက်ချင်ကြာပြီးတော့ဘူးလို့ပြောတာအဲ့နဲ့ကြာ别让我带我呀你哦谢ကောင်းလားကွာဆိုးတော့မဆိုးတော့ကောင်းတယ်တဲ့ငါဖမ်းလာနော်ပြီးပါဒါပြီးကြည့်စတော့ခဏပါနာတော့ရှိရအောင်မင်းမင်းပိုင်ပါလေလားဒါခဏတော့ဟာရှင်းရရဟေးတကယ်ချင်းတို့ရေလာအေးမဆရာတော့မှာငါတို့လုပ်ပေးပွားအဲ့နင်းဆရာကိုခေါ်လိုက်နဲ့ပြုတ်လိုက်ခါဘာပြုတ်အောင်လားမလည်းသမီးတို့ဘာမှမကြောက်နဲ့ဆရာပြီးဒီတဲမှာခေါ်ရတော့အဲ့မဲ့ဆရာဒါလေးတော့ယူရမယ်ဒါလေးယူရမယ်လို့ဆရာနေကုန်ဆရာဒါခေါ်ရပြုတ်တဲ့နေအေးပါဆရာတော့နော်ဟုတ်ဆရာဟုတ်ဒါလေးတို့ရတလားရကိုပါဆရာတေးမတေးမအော်ဟုတ်တယ်ခေါ်လာမယ်ချလာအဖရာဆက်အမလည်းငါလည်းမမြင်အောင်တော်သေးရောမေးတော့မသိ